Okay အားလုံးမင်္ဂလာပါကျွန်တော် Kevin ပါကျွန်တော်ပျောက်တော့တော်ကြာသွားပြီကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Blood Fruit ထဲမှာ boss တွေလိုက်တက်သွားမယ်ဗျာ boss တွေတက်မယ်ကျွန်တော်ကြိုက်တဲ့ပေါက်ပန်း40လောက်တော့မှာပေါ့ဗျာအဲ့တော့မလုပ်ခင်ကျွန်တော်ကန်ရန်ဆန်းမှုအတွက် fruit လိုလိုက်ရအောင်ကန်ဘလောက်ကောင်းမလဲဆိုကြည့်လိုက်ရအောင်ဗျာဟာရောကန်ရတအားကိုကောင်းတာကန်ရတအားကိုကောင်းတော့ဒီငါတော်စိတ်ပြက်လာပြီကျွန်တော်မနောက်တော့မို့ကျွန်တော်ဒီကွန်မောနေစုပ်ပလို့တီချာနာကျွန်တော်ဘယ်နည်းလောက်ရှိနေလို့နှစ်လနီးပါးလောက်ရှိပြီဗျကျွန်တော်မတကယ်လုံးဝမပေးဘူးဒီလက်တကယ်ပြောတော့ကျွန်တော်နောက်တော့မဟုတ်ဘူးလုံးဝ scan ပဲ scan တာဒါလေးပါတော့ store လို့လည်းမရတော့ okay ကျွန်တော် storage ကပြည့်သွားပြီဒါနဲ့ကျွန်တော် fruit တွေကြွားအောင်မယ်ဗျ bro ဒီမှာကျွန်တော်ဒါတွေရှိတယ်ပေါ့ဗျာဒီမှာလက်ရှိတော့ဒါတွေပေါ့ဗျာလုံးဝကြွားတာမဟုတ်တော့မသိမှဆိုလို့ပြတာပါ okay ဒီကျွန်တော်ခုဆိုရင်ကျွန်တော်ဘာလို့ရင်ကောင်းမဒီ fruit ကိုကျွန်တော်ဟိုတဲ့ဘယ်တော့ထားမှာတော့ okay ဒီထဲထားလိုက်မယ်နော်ဒီထဲမှာပြစ်ထားလိုက်မယ်ကြိုက်တဲ့လူတွေကယူကွာရောဒီပေါ်တင်ပေးထားလိုက်မယ် okay ကျွန်တော်ခုက trade ဖို့အတွက်လူဆောင်တယ်တယောက်မှမလာသေးဘူးဟိုဘက်မြန်လိုက်လားအဲ့ဘက်ပါဟိုကတုံးထားတာတင်ဟို series လေးလမ်းလျှောက်တာမြန်တယ်ဒီဟိုဘာတော့မေ့တော့မေ့တယ်pilot helmet okay pilot helmet ယူလိုက်မယ် okay မြန်သွားပြီ special မြန်သွားပြီတော့ flash ဖြစ်သွားပြီ okay ကျွန်တော်ခု trade မဲ့လူတယောက်တွေ့ထားတယ် okay လား trade မလား bro boss မတက်ကင်းလေး trade လောက်မယ်ဟောရော gravity ဟာကိစုနေပြီးမကောင်းမင်းကဘာပြီးမကိစုနေမပြီးဟွာမပြောတော့ဘာပြီးကောင်းမလဲမြေ lizard ရဲ့ shadow ရဲ့ဘာပြီးဒီကောင်ဘာပြီးရမှာလဲမသိ gravity နဲ့ shadow နဲ့ထွေးလိုက်ရင်ကောင်းမှာအဲ့ဒါဆိုရင်ဟိုကောင်ကရှုံးမှာကွာရော Venom reward လာမှာပေးချင်ငါတိတ်မပေးချင်ငါစုထားတာokay ကျွန်တော် Venom နဲ့ accept လုပ်လိုက်ရင်ကောင်းမှာလို့ accept လုပ်ကြအောင် trade မှာ trade ပါဦးမင်းကစတာငါတကယ်ပဲလုပ်ပေးရမှာ okay bro ကျွန်တော်ဟိုHydra leader ကိုတော့တက်ဖို့တော့ကောင်းမှာပေါ့နော်မြင်တဲ့တိုင်းပဲ line ကတော့စုပ်ပေးနေတာဒီရပိုင်း line တွေတော်စုပ်တယ်တော်စုပ်တာ okay ကျွန်တော်ပင်လေးဖွင့်ကြည့်လောက်မပင်ကဘယ်လောက်ရောက်နေမသိဘူးပင်က151ဆိုပြောလို့ရပြီးတော့မယ်ဝင်နေကွာ okay ရကဲရောက်လာပြီ Hydra လေးလာရှိတယ်ကျွန်တော် quest တော့ယူမယ်ရမှာပတ်စံရမှာဟိုးတော့အောက်မှာတော့လူတွေမြင်နေရတယ်သူတို့ရဘာလုပ်နေကြလဲတော့မသိဘူးကျွန်တော်လုပ်ဟာရောင်ကြီးဒူးနက်ကလဲတော့မလဲတော့မိုင်းလိုက်တာလိုင်းဟာโอเคရောမ quest you မြင်ယူကโอเค fan Hydra leader ယူလိုက်ပြီနော်โอเคတော့မယ်ခဏနေလိုင်းရလက်နဲ့တိတ်ကလိုင်းရမကောင်းကြည်အောင်ဗျာဒိုးနက်လေးလဲဘူးကြီးကိုမင်းတော့ကြာနာအဲ့လောက်ကြီးထိချတော့ပြင်းရ185လဲပြနေသေးတယ်โอเคပြင်းမယ်ဒီကောင်ကျွန်တော်ဆန်းကွင်းနဲ့အမောက်တိတ်မှာရောအမွေးနဲ့အမောက်တိတ်မှာဒီကောင်ရောမင်းတေးဖို့ချင်းရောက်ပြီရောကွာရောကွန်ဘိုရီမလို့ရှောင်းနေတယ်ကွန်ဘိုရီထင်းနေမှာဆိုလို့ရောဒီကောင်တေးမင်းတေးတော့မှမင်းတွေးတော့ကျူနေမကြမခံတော့မင်းတေးဖို့တော့မှမတေးတော့မှโอเคဘယ်ရောက်တော့ဟောရနောက်မှာရော့မှာတွေးဆုပ်ဖို့ကောင်ဒီဆန်ကွင်းကအဲ့ဒါတခုတော့မိုက်တယ်ဗျဘလို့တွေးရော့သွားရင်အဲ့ဒီဇက်စကီးနဲ့ကတွေးပြန်ပြေးရတာတော်တော်မိုက်တယ်ဗျ my goodness တီတော့မဒီကောင်လည်းပြန်လုပ်တယ်မင်းတီမှာမင်းတီဘူးများနေငါတီဘူးမရှိဘူးမင်းတီဘူးများနေရော့ကွာရော့မတီတော့မရှုံးပြီးလိုက်တော့ကောင်လေးရော့အမတွေးဆုပ်ဖို့ကောင်မရှုံးပြီးလိုက်တော့ကောင်လေးမရှုံးပြီးလိုက်တော့ okay ခုမှကြည့်မိတယ်ဘောင်ဒီလည်းမရဘူးဘောင်ဒီကဘယ်တော့မှရမှာတော့မင်း boss time ဘောင်ဒီရမှာ9000ကျော်ရတာလေအဲ့ဒါကြောင့်မပြီးဟွာ store ကြည့်လောက်အောင် store ကလည်းဘာမှမရှိ trash တွေရှိပဲကျွန်တော်ကလည်းအဲ့လောက်ကြည့်ကြတော့ scan လုံးအားကြည့်သွားပြီ fruit တော့လေစုပ်လုပ်တွေပေါက်တယ်
stock ကလည်းဘာမှမလာဘူးမိုက်လိုက်တာကျေးဇူးတင်ပါတယ်လို့နော်ဟုတ်ကဲ့ခေဘာမှလည်းမရှိဘူးခေကျွန်တော်ဘာတော့ပွဲ post တော့တိုင်ကောင်းတယ်ခေ captain elephant ရှိတဲ့ကအကောင့်တော့ပြင်ရမလားโอเคဘယ်သူမှတော့မရှိပါသေးနဲ့လို့ဆူတော့မလားလူတက်နေအောင်မယ်โอเคဘာတော့မရှိဘူးလူမှမရှိဘူးquas လူစံဘဘဘမင်းတေဖို့ပြင်တာကောင်းလေးငါလာပြီကွာမင်းငါလာပြီရော့အောင်ငါလည်းဒီကွာပဲတက်တာဘာတက်မတက်ဘူးကွန်ဘိုဆိုဘာမှမတက်ဘူးဒီကွာ3ကွာပဲတက်တာရော့အောင်ရုံတော့တွေးတော့တိတ်မရောဘူးနော်ရုံပြန်လို့တယ်တွေးတော့ကြိုးတော့ပြန်လို့တယ်ဟာရော့အောင်ဘာမှလည်းမမြင်ရဘူးတွေးလေးပဲမြင်နေတွေးတန်းလေးပဲမြင်ကိုပျောက်သွားပြန်ပြီတွေးတန်းပဲရောက်သွားဟာရော့ကွာရှောင်းနေကေရော့အောင်မင်းတေဖို့ချိန်ရောက်ပြီကိုကောင်းနေရဲ့ဘယ်ရောက်သွားဟာရုံမောင်မဲနဲ့ဘာမြင်ရဘူးဟာကီဖွင့်မှမြင်ရတာမင်းငါဟာကီဖွင့်မှမြင်ရတာဟာကီမဟုတ်ပါဘူး instant ဖွင့်မှမြင်ရတာအောင်မဲနာပဲရော့လုံးပြန်ပြီးပြန်လုပ်တယ်ဟာဒီကောင်ကတခြား boss တွေနဲ့တိတ်မတူကျန်းနေနေသူရတော့ကျိုးနေပြီဟာမဟုတ်သေးဘူးရော့ပြေးဟာညွန်းကျွန်တော်တွေးနေလေးပြန်ပြေးလာအောင်ရော့အောင်အေးမထီဘူးတဲ့စမ်းကွင်းနဲ့ခီးဖို့တော့တွားပြီးအကွမ်းနဲ့ဆက်အကွမ်းနဲ့တွားလို့တော့မထီဘူးတဲ့ရော့ကွာမသိတော့ဘူးရော့အောင်အာရောပင်းက630သေတော့မယ်နဲ့တူတယ်ငါအချိန်နေမကောင်းဘူးကောင်လည်းသေတော့မကောင်းတွေးတော့ငါလည်းတွေးတော့โอเคနင်းငါလည်းတွေးတူနေပြီတော့ကောင်လေးရော့အောင်တွေးဟီးပြီရော့အောင်တွေးစပုတ်ကောင်ထိုက်ကွာနော်ရော့အောင်ဒိုးနက်လက်တီးတစ်ပင်စမတောင်းရော့နင်းတလောက်ဖြစ်နေလားရော့အောင်ကောင်လေးရတားဆွာနေတာကောင်လေးကမုံသေးဘူးကောင်လေးကတော့ကိုဆွာတာဆောင်ကြနေမင်းကိုမဘာမှမမှန်နဲ့ဟေ့မင်းကိုမဘာမှမမှန်နဲ့စင်းကြီးဟေ့စင်းမင်းကိုမဘာမှမမှန်နဲ့ What the fuck ဒီကောင်အသက်ပြင်းနေကွာအသက်ပြင်းနေရော့တေတော့ငါလည်းတေတော့မှာပဲ What the fuck ရောင်ကြီးဘယ်ရောက်သွားပြီတော့ညို့ဒီကောင်ကိုကျွန်တော်နောက်ကနေဖင်လိုက်ရမှာနော်လာပြီခဏလေးရော့ကွာအာရောင်ထီလည်းမထီဘူးငါတော့တော်ကြီးလုံနေပြီငါတေတော့မဟုတ်ဘူးတေတော့မှာဘုံသွေးပြန်ပြီးတော့မှလောက်ပါဟာမြန်ခူးတော့ရော့အောင်ရပြီရော့အောင်မင်းတေဖို့ပြင်တာငါတေဖို့မရှိဘူးမင်းတေဖို့ပဲရှိရနော်ကောင်းလေးရော့အောင်ဆမတောင်းအေးပြန်လို့ရောငါကောင်လဲနေငါကောင်ဘာလို့လဲနေရောတော်တေးလိမ့်မယ်ရော့အောင်โอเคဟောလေးကိုကြီးအဲ့လေးကိုကြီးကြောက်တာဟောအဲ့လေးကိုကြီးကြောက်တာရော့အောင်တစ်ပင်ရထီလည်းမထီဘူးရော့အောင်ဒိုးနဲ့လက်တီးစမတောင်းလည်းမထီဘူးရော့အောင်ကွာမထီဘူးကွာရှောက်လို့တော့တေးတော့မတေးကန်နေပြီရှောင်းနေ What the fuck 我တေးတော့မင်းတေးဖို့ပြင်တာဘိုင်းတာကြီးဘိုင်း Hell no, man. What the fuck, man? A few moments later. Okay ကျွန်တော်ခုဟာထီးလေးနဲ့မမောင်တော့တတ်မှာဖြစ်ပါတယ်အဲ့ဒါ Kilo Admiral ပေါ့နော် Kilo Admiral Grade 3ရအဲ့ဒါတော့တတ်မှာဖြစ်ပါတယ် Okay ပြန်ပါတော့ Okay ဟိုမှာတွေ့နေရပြီ Grade 3အဲ့ကြောက်ကတော့လွယ်ပါတယ်ဘာမှမတော့ Okay ရောက်ပါပြီ Oh my god ဒီပေးရတယ် trade ပို့လာပြောနေတာဒီစုနေကငါ permanent ရမှာ trade မှာ perm fruit ရမှာ trade မှာရိုး fruit တွေမလိုချင်ဘူး game pass ပဲလိုချင်တာရုံး5 kilo Admiral တက်လောက်မပင်လာခဲ့မယ်တော့မယ်ရောဘယ်အောင်မမြင်နေရကြော့မှာဒိုးနဲ့တစ်ပင်ပို့တွေ့တက်ပြီးရောက်ပါပြီလာမယ်
hello ဘာလုပ်နေလဲချင်းနေရောအမဆန်ကွင်းအောင်နေအမောက်သိမ့်မလားဆန်ကွင်းအောင်နေအမောက်သိမ့်ဟိုရုပ်တယ်ပြန်လုပ်တယ်ထီလည်းမထီဘူးပြန်လုပ်တယ်ထီလည်းမထီဘူးဟဲ့ရောတေးဖို့ပြန်အသေးဘူးပြန်လုပ်တယ်ရောအမသွေးပြန်ဆုပ်ပြီလေငါသွေးပြန်ဆုပ်မှာလေရောအမတပင်းစမတောင်းဆိုရတာပဲဒီကောင်ကြီးကတမောက်ကွာအာယုံလာနောက်လာခေကျွန်တော်ဒီတေးတော့မရောအမစမတောင်းပြန်လုပ်တယ်ထီလည်းမထီဘူးပြန်လုပ်တယ်ထီလည်းမထီဘူးဟုတ်တယ်ဟိရောအမတပင်းမှာဒိုးနက်ကျွန်တော်လည်းရှောင်းနေနေတာမန်ကန်နေနေခွစကီးကုန်ပတ်နေနေရောအမစမတောင်းထက်လာပြီတော့မိုက်တယ်တေးပြီနင်းတေးဖို့ပြင်တာနင်းတေးပြီအမတေးပေါ့တေးသွားပြီဖောင်းနေလည်းမရဘူးဖောင်းဒီကဘာဖြစ်လို့မရတာတော့လို့မဟုတ်သေးဘူးနော်တော့စိတ်တော့ပြက်နေโอเคကျွန်တော်ခုကခိတ်ကွင်းတက်ဖို့တဲ့သွားတာပေါ့နော်ခိတ်ကွင်းတက်ဖို့တဲ့ရောက်တော့မှလမ်းမြင်နေရပြီโอเคလမ်းမြင်နေရပြီခိတ်ကွင်းရှိပါစေလို့ပဲဆိုတော့မိုင်ဘွားတော့တော်တော်ပေါင်းနေရတယ်ဘွားတော့တိုင်ဒါမဲ့ခါလီမှာမရတဲ့ခါလည်းမရအောင်โอเคရှိလားမသိတော့ကြည့်မယ်ရှိတော့ပါတယ်ကျေးဇူးဖြစ်ဒီစတက်ကတော့ကောင်းပါတယ်စတက်ကမဆိုပါโอเคရှိလားရှိတယ်quest you am ဒီတက်မယ်တော့မယ်အိုက်ဘောတော့တော့ပြင်းရတော့တော်တော်ခက်တယ်โอเคငါလာပြီယောအမလက်တီးယောအမတပင်းယောအမစမတောင်းဟုတ်တယ်ဘောတော့မကန်နေတီးနေဘောတော့လည်းပြန်လုပ်တယ်ဟောင်းရဲစိတ်တင်းဘောတော့ယောအမသွေးပြန်ဆုပ်ပြီယောအမတပင်းယောအမ gravity king ယောအမထီလည်းမထီဘူးပတ်ပြေးမှရမယ်အမစမတောင်းကွာโอเคအောင်ပြန်လုပ်တယ်ရအဲ့ကွက်ကြီးတော်တော်စားတယ်နော်အဲ့ကွက်ကြီးတော်တော်မိုက်တယ်အဲ့တူဓာကြီးတော်တော်ဒမ်းမေးထွက်လာရော့အောင်သူလာစကေးတွေကိုကဖြတ်ပြီးလောက်တာရော့အောင်လုတ်ပြန်ပြီရော့အောင်သူပြန်ဆုပ်ပြီဒီငါသူပြန်ဆုပ်မှနေနေဘောတော့ရော့အောင်ဘောတော့တေးတော့မှလားမသိဘူးโอเคကဲဝင်တေးတော့မယ်တေးတော့မှငါတွေးမကြည့်ဘူးဆိုချာနေတေးတော့မှငါ One eternity later. โอเคကျွန်တော်ဒီဘောတော့တေးတော့မှပြသွေးကတော့ကျိုးနေကျွန်တော်လည်းတေးတော့မှကျွန်တော်လည်းတေးတော့ရောက်နေပြီစင်ပြေးတော့တိတ်ပြေးမနေဘူးနေအောင်တော့သွေးရတူဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ကတော့ဟီးလို့ရတယ်စမ်းကွင်းနဲ့ရော့အောင်ဘောတော့နင်းတော်လိုက်တော့ရအောင်နေသွေးပြေးမှရမယ်ရော့အောင်သွေးပြေးပိုင်းမရောက်ပြစ်တယ်ဒီလည်းမထီဘူးသွေးပြေးတယ်ဘာလို့မထီရတော့ဟုတ်သေးဘူးနော်စမဓာတ်တီးတွေကွာရော့အောင်တေးတော့မနဲ့တေးဖို့ပြင်လာโอเคကဲဘွားတော့နင်းတေးလိုက်တော့နင်းတေးမှရတော့မှာဘယ်ရောက်တော့ဝေးရနေပေါ့ရောက်မှာတပင်းရော့အမဟီးပြီโอเคတေးတော့မတူလဲတေးတော့မကျွန်တော်ကတော့ချင်းနေတိတ်မကောင်းကွက်ကြီးကျန်းလာပြီကွက်ကြီးသူ့ရဲ့တဝက်ကိုရောက်သွားတာဟေးစင်ပြေဘူးโอเคနင်းတေးလိုက်တော့နင်းတေးမှရမှာလုပ်တယ်ပြန်လုပ်တယ်တေးတော့မှာပဲငါလည်းတေးတော့မှာငါလည်းတေးတော့သူကတေးတော့မှာသူတေးဖို့များသွားပြီစားခဲ့နင်းတေးဖို့များတယ်ကိတ်ကွင်းဒါဆိုးတာကိတ်ကွင်းကရော့မှာတေးလိုက်တော့ပြောမလို့ရှိသေးသူကငါ့ကိုလုံနေပြီလုံကြပါအောင်တေးတော့မှာငါတေးတော့ရော့နေပြီပြန်ဟီးပြီတေးလိုက်တော့အမရော့အမမသိနိုင်သေးဘူးချိန်ဒီကိုတွေးရတက်ကတော်တော်ပြင်းလာပြီလားကွာတက်ကတော်ကိုပြင်းတာရော့အမโอเคရော့အမတေးတော့မှာတေးလိုက်တော့โอเค
တည်တော့ပြီနောက်ဆုံးတော့ဘောင်ဒီတော့မရပါဘူးကျေးဇူးအများကြီးတင်ပါတယ်ဘောင်ဒီကတော့ဘာမှမရတာပါโอเคဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ like and subscribe လုပ်ခဲ့ပါအောင်နောက်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ပြီးတော့ဘယ်လိုဗီဒီယိုမျိုးလို့ကြည့်ချင်တဲ့ comment မှန်ခဲ့လို့ရပါတယ်အားလုံးပဲ拜拜嘛ကျွန်တော်နောက်ပြီးတော့ fruit giveaway လုပ်ပေးမှုလေးရှိပါတယ်โอเคအားလုံးပဲကျွန်တော်ရဲ့ TikTok ဟိုလည်း follow ခဲ့ပါ